ကံကြောင့်ပဲနဲ့ပြောပေးမယ်နော်ကံတွေကိုနားလည်မှဘဝမှာတောင်းဝေကားတွေဖြစ်တယ်ကံတွေကိုသဘောပေါက်လာမှကံတွေကနေလွတ်မြောက်ခြင်းလာတယ်တရားတွေဟာကံကြောင့်ကိုကောင်းစွာမသိလို့စိတ်ဆင်းရဲနေကြရတာကံကြောင့်ကိုကောင်းစွာနားလည်သဘောပေါက်မယ်ဆိုရင်စိတ်ဆင်းရဲတာမရှိတော့ဝမ်းနေတာတွေမရှိတော့ပူဆွေးတာတွေမရှိတော့အလုံးကိုသဘောပေါက်ပါတာဒါကြောင့်မို့ကံရဲ့အကြောင်းတရားအကျိုးတရားတွေကံရဲ့စံကြေပုံတွေကိုအထိုက်လျောက်သိထားရင်အဲ့ဒီလိုဖြစ်ပျက်လာတဲ့လောကရန်တွေကိုကောင်းကောင်းလေးခံနိုင်ရှိပြီးတော့ဘဝကိုတည်တည်ငြိမ်ငြိမ်လေးနဲ့ဖြတ်ကျော်သွားနိုင်တယ်နော်ဖြတ်ကျော်သွားနိုင်တယ်အဲ့လိုဆိုတော့ဦးဇင်းတို့ဒီကံတွေထဲမှာတာမန်ဒါနကုသိုလ်ကံတွေရှိသီလကုသိုလ်ကံတွေရှိသမထကုသိုလ်ကံတွေရှိဝိပဿနာကုသိုလ်ကံတွေရှိမတ်ကုသိုလ်ကံတွေရှိဦးဇင်းတို့ကတန်တရားအဆက်ဆက်မှာဒါနသီလသမထဝိပဿနာလောက်ထိရောက်ကောင်းရောက်နိုင်တယ်ဝိပဿနာကုသိုလ်ထိဖြစ်နိုင်မတ်ကုသိုလ်တွေမရခဲ့လို့အခုလိုတန်ត្រာဆိုတဲ့ဘေးဆိုးကြီးမှာကျင်လည်နေရတာအဲ့ဒါတော့တကယ်ယူမှသဘောပေါက်တယ်မလားအကယ်၍တော့ဦးဇင်းတို့မကုသိုလ်ဆိုတဲ့မဉဏ်ဖူဉဏ်မကုသိုလ်ရခဲ့မယ်ဆိုရင်ဦးဇင်းတို့ဟာဘဝပြတ်သွားတာကြာပြီဘာဖြစ်လို့ဘဝမပြတ်တယ်ဆိုတော့ဦးဇင်းတို့ဟာကုသိုလ်ကောင်းမှုတွေတော့လုပ်တယ်လမ်းမဆုံးခဲ့ဘူးသွားတော့သွားလေလမ်းမဆုံးလိုက်ဘူးလမ်းမဆုံးတယ်ဆိုတော့ပန်းတိုင်ရောက်ပါမလားမရောက်ခဲ့ဘူးဦးဇင်းတို့ပန်းတိုင်ကနေနောက်လှဲ့သွားရတာနော်ဒါကြောင့်မို့ဒီဘဝဒီခန္ဓာကိုတော့ဦးဇင်းတို့တွေလမ်းဆုံးတဲ့အထိရည်မှန်းချက်တွေကိုစီချဖို့အရေးကြီးတယ်နော်နောက်မဆိုရင်ဦးဇင်းတို့ကလမ်းမဆုံးပဲပြန်လှဲ့ရတဲ့ကနေပြန်စတယ်လို့ဖြစ်နေဘဝတွေကအဝိဇ္ဇာနိဝရဏတဏှာတန်ရောစဉ်နောင်ကျိုးတွေကတိတ်အားကြီးတယ်ဦးဇင်းတို့မှာလုံးတော့လို့တယ်အဲ့ဒီအဝိဇ္ဇာတဏှာတွေကအားကြီးတဲ့အတွက်ဦးဇင်းတို့တွေကမယုံထွက်နိုင်ဘူးတခါတလေဦးဇင်းတို့တာမန်ကုသိုလ်တွေတာမန်သီလတွေတာမန်သမထလေးဦးဇင်းတို့စူးစမ်းတယ်ဒါပေမဲ့ဒီတာမန်ဒါနသီလသမထကုသိုလ်တရားဖြစ်နေကုသူနဲ့ရှင်နေတဲ့အာလောဘတွေအာဒေါသတွေအာမောဟတွေအာပြော့တယ်တန်တရားတစ်ချောင်းလုံးအဝိဇ္ဇာနိဝရဏနှောင်ကြိုးကြီးကဦးဇင်းတို့ခြီခဲ့တော့ဒီလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ကတအားကြီးတော့ဦးဇင်းတို့ဟာအဲ့ဒီသူ့ရဲ့နှောင်ကြိုးကတအားကိုအားကြီးတဲ့အတွက်ဦးဇင်းတို့မယုံထွက်နိုင်တော့သူဆွဲတဲ့နေရာကိုပြန်ပါသွားတယ်ဦးဇင်းတို့ဘဝကတိုင်ငုတ်မှာခြီထားတဲ့ခွေးကလေးလိုပဲပြောမစွရင်နော်ငါမကြီးတို့ခါတလေဦးဇင်းတို့ယုံနေတယ်ကျိုးလေးကနည်းနည်းလေးရှည်တော့သွားလို့ရတယ်ကိုယ့်ကိုအဟုတ်ကြီးတင်မလွတ်ဘူးကိုလိုချင်တဲ့နေရာရောက်ကန်ဒီဆိုသူဆွဲထည့်လိုက်တော့တိုင်တယ်ပြန်ရောက်သွားတာပဲဒီတိုင်ငုတ်ကိုပဲပတ်ပြီးဦးဇင်းတို့မှာလဲနေတာတခါကြီးဒီတိုင်ငုတ်မှာရှိတဲ့ခြီကျိုးဝိဇ္ဇာတဏှာနှောင်ကြိုးကြီးကိုဦးဇင်းတို့တွေဟာအစင်းမြင့်တဲ့ဉာဏ်လက်နဲ့ဖြတ်မှပြတ်မဲ့သဘောရှိတယ်အဲ့တော့ဦးဇင်းတို့ဟာအခုလိုဒါနတွေတန်ခါတော်တွေဆုံးကတ်တယ်သီလတွေစောင့်တည်တယ်မေတ္တာတွေပွားများတယ်ဂုဏ်တော်တွေပွားများတယ်အာနာပါနတွေစီးဖြန့်ဒါတွေလည်းနိဗ္ဗာန်ရောက်ကြောင်းတွေပါပဲတို့ကဦးဇင်းတို့အလောင်းနဲ့ရက်နေမယ်ဆိုရင်ဟိုနာလို့အဝိဇ္ဇာတဏှာနှောင်ကြိုးအားကြီးတော့မရနိုင်ဘူးမလွတ်နိုင်ဘူးပေါ့ဆက်လက်ပြီးဝိပဿနာဉာဏ်တွေမဉဏ်တွေစိုက်တဲ့အထိဦးဇင်းတို့ကဒီဘဝမှာကြိုးစားရမယ်အဲ့လိုစိတ်မျိုးရှိရမယ်ဒကာမကြီးတို့တခါကိုကိုခြီထားတဲ့ခြီကြိုးကြီးကိုကဖြတ်လို့တဲ့စိတ်မရှိရင်ပြတ်ပါမလားဒါဆိုနံပါတ်1ဒကာမတို့ဖြတ်လို့တဲ့စိတ်ရှိအောင်တံဝေကဉာဏ်တွေလိုတယ်ဘာဉာဏ်တွေလိုလဲအဲ့တော့ပဲဦးဇင်းတရားအစာတံဝေဒါပေမဲ့ဦးဇင်းတို့လူသားတွေကိုဘုန်းကြီးတွေကိုတံဝေကကောင်းကောင်းမရှိဟောတယ်ဦးဇင်းတို့ဘုန်းကြီးတွေဒီတိုင်းပဲတံဝေကဉာဏ်တွေမပြင်းဘူးမပြင်းတဲ့အတွက်ဘုရားရဲ့အဆုံးအမတွေကောင်းကောင်းမလိုက်နိုင်ကြမြတ်စွာဘုရားကအချီးနှီးသောအချိန်တွေကိုမကုံဆုံးစေရဘူးတဲ့ဒါပေမဲ့ဦးဇင်းတို့တွေစဉ်းစားကြည့်ကိုယ့်ရဲ့စိတ်မှာလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်မာနဟိတ်ဟုတ်လားလောဘဒေါသမောဟဟိတ်တွေအားကြီး
ဒီကြားထဲမာနတွေကတစ်ခါတလေထောင်လာတယ်အိတ်တမစ္စရိယတွေဝင်လာတတ်သေးတယ်အဲဆိုကိုယ်စင်တို့စိတ်တွေကဖခင်ရဲ့အဆုံးအမနဲ့တိတ်မကြိုက်ဘူးဗုဒ္ဓကဒီလောဘဒေါသမောဟမာနအိတ်တမစ္စရိယတွေဟာအပေရောက်ကြောင်းတွေချစ်သားတို့ချစ်သမီးတို့ဒီလိုစိတ်မျိုးတွေမမွေးနဲ့လို့ပြောတယ်ဒါပေမဲ့ဦးဇင်းတို့တွေကမောဟအားကြီးတော့မွေးမိတယ်ဟုတ်တယ်မလားတန်တရာကရှည်ခဲ့တယ်လေဒီမောဟတအားကိုဦးဇင်းတို့နှောက်ခဲ့တော့ယနေ့ချိန်ဒီဦးဇင်းတို့ခံရတာပဲတတိတွေလွတ်တိုင်းခံရမှာအဲ့ဒါကြောင့်တတိနဲ့နေဖို့တော့အရန်အရေးကြီးတယ်ပေါ့နော်အဲကြောင့်မို့တရားအစတန်ဝေခဆိုတန်ဝေခလည်းရှိဖို့နည်းနည်းတော့လိုတယ်ကျမ်းစာဓမ္မကြီးတွေတန်ဝေခလည်းရှိဖို့လိုတယ်တန်ဝေခမပါရင်လည်းဦးဇင်းတို့တွေကဒီသီလသမာဓိပညာအကျင့်တွေကိုရေရေဝုံဝုံကျင့်ချင်တဲ့စိတ်ပေါက်မှလည်းမဟုတ်ဘလောက်ပဲပြောဟုတ်တယ်မလားဓမ္မကြီးတွေမပေါက်နိုင်ဘူးဦးဇင်းမြင်တာတော့ဒါကြောင့်မိုးကုတ်ဆရာတော်ကြီးရဲ့တရားတွေနာပေးစေခြင်းနဲ့ဦးဇင်းလေကျမ်းစာဓမ္မကြီးတွေဘယ်သူတရားနာရမလဲအေးမိုးကုတ်ဆရာတော်ကြီးဟာတရားဟောသိကောင်းဆရာတော်ကြီးရဲ့တရားတွေနာယူလိုက်ရင်တန်တရာကလွတ်မြောက်ခြင်းနဲ့စိတ်တွေဖြစ်လာမှာသိချာနာပေးပါသိကောင်းတယ်နော်အဲ့ဒါလေးတွေဦးဇင်းငယ်တော့ကရဟန်းဘွားအစမှာဖောက်ဆရာတော်ကြီးရဲ့တရားတွေနာခဲ့တယ်နောက်ပိုင်းမှာမုံလေဆရာတော်ကြီးကတဆင့်မိုးကုတ်ဆရာတော်ကြီးရဲ့တရားတော်တွေတော်တော်နာခဲ့ဘူးတယ်စာတွေလည်းဖတ်ခဲ့တယ်အဲ့ဒီတော့ဦးဇင်းမှာတန်ဝေကညံတော့ရှိတယ်နော်ဒီကမိုက်တယ်အဲကြောင့်တရားအစတန်ဝေကပဲဦးဇင်းပြောချင်တာဟုတ်ပြီလားဒါကြောင့်တရားများများနာတဲ့လူဟာလွတ်မြောက်ခြင်းတဲ့စိတ်တွေအမြဲတမ်းရှိတယ်အကြောင်းအားလျော်စွာမလွတ်မြောက်သေးတာပဲရှိအဓိကတော့လွတ်မြောက်လို့တဲ့စိတ်ကအခြေခံတယ်လွတ်မြောက်ဖို့ဆိုတာဟုတ်ပြီနော်